အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်နေဝီပီနဲ့ဖြစ်ပေါ်တယ်ခင်ဗျာကျွန်တော်ဒီမော်လို့ဘာလို့ပြောလို့လဲဆိုတော့ကျွန်တော်ဒီတတူလေးကြောင့်ရှင်းပြတော့မှာဖြစ်ပါတယ်ခင်ဗျာဒီတတူလေးရဲ့နာမည်တော့မသိပါဘူးခင်ဗျာဒီတတူလေးရဲ့တော့ဖို့တုံးလေးပေါ့ကျွန်တော်ရှင်းပြပြတော့ကျွန်တော်ဗီဒီယိုအဆုံးထိကြည့်လိုက်ပါခင်ဗျာဒီတတူလေးခါဆိုရင်တော့ဖြစ်အောက်ကျလာတဲ့ချိန်မှာဒီလိုမျိုးရိုက်ချတယ်ပါအဲ့ဒါကျွန်တော်စမ်းပြတော့စမ်းပြမယ်အဲ့လိုဟိုအမင်းရနေမှာဒီကိုရိုက်ချလိုက်ရင်ဟိုးပေါ်ထိတက်သွားပြီဒါကျွန်တော်အနှင်းကနေမှချလို့ကြာကျွန်တော်နောက်ထပ်၄ခုဒါဘာတော့မသိဘူးပြကျွန်တော်3တာပဲပြီးချရင်ကြာဆိုတော့3ပြတယ်ဒါလေးကို3မိထောက်ဖိပြီးခုံလိုက်ပြီးရနေပြန်နေဒီတန်တူနဲ့ချလိုက်အဲ့လိုသူတို့နှစ်ယောက်သူတို့ပစ္စည်းနှစ်ခုကဗျအဲ့ဒါဟိုကတုံးလို့ကောင်းနေပါဒီမှာကျွန်တော်ပြဒီနွားနာလေးခဏတော့ကျွန်တော်ခုံမယ်နော်ဒါတော့ကျွန်တော်ခုံလိုက်မယ်ပြီးရနေဒီပြန်နေအိုးရတယ်အိုးမိုင်းလိုက်လားကဲရတယ်ဆိုရင်ခရနီးတွေပါကျွန်တော်ပြုတ်ပြမှာဖြစ်ပါတယ်ကွယ်ချောင်းနေဆိုလုံးကဲကျွန်တော်တို့ဒီကောင်လေးကိုခရမယ်ဆိုရင်တော့ဖြစ်ဒီတန်တူလေးလိုပါတယ်ဒီတန်တူလေးကိုလိုချင်တော့ကျွန်တော်လည်းမသိပါဘူးYouTube မှာရုပ်ချက်ကြည့်ပါဒါဒီတန်တူလေးနဲ့ခရရပါတယ်ခင်ဗျာကျွန်တော်တို့ဒီတန်တူမဟုတ်ပါဘူးတန်ချောင်းလေးနဲ့ခရရပါတယ်ဘယ်ရောက်ကုန်တော့တန်ချောင်းလေးနဲ့ခရရပါတယ်တန်တူလိုချင်တော့ဖြစ်ဒီလိုမျိုးခရလိုက်ပါဆိုရတော့မှာဖြစ်ပါတယ်ဒီကျွန်တော်ဘယ်မှာရမယ်တော့ကျွန်တော်လည်းမသိပါဘူး YouTube မှာရုပ်ချက်ကြည့်လိုက်ပါကျွန်တော်မသိဟိုင်းများကျွန်တော်ကြရင်ဒီရရဲ့ဒါရဲ့အဲ့ဒါနှစ်ခုအကြောင်းပဲဖြစ်ပါတယ်ပြီးတော့နောက်ပိုင်းကျရင်ဒီက3ဒီကျွန်တော်ဒါ3ဒီကိုနောက်ပိုင်းကျရင်တင်ပြတော့မှမလို့ like and subscribe နေခဲ့ပြီးတော့ဆက်ပါမယ်အားလုံးကိုတတာ bye bye see you tomorrow